မျိုးချိုးဆုံးစီရတာမို့တွေ့တာလုံးမဆုံးနိုင်ဘူးကွာချိုးစကားနဲ့သူ့မူရာလူတိုင်းကြရဆွေးနေပေါ့ကွာကိုလုံးလာတဲ့ပြူကင်ညာခေါဆွေးရောက်တဲ့သူ့ဆိုင်မှာလာရောက်လူတိုင်းယောက်ျားများမျိုးချိုးမမကိုဆွေးနေတာခေါဆွေးစားချင်လို့စရုပ်ပြဟန်ဆောင်လာချမမကိုမတွေ့ရရင်လေမပြေနိုင်ဘူးလို့စိတ်ကိုရင်မှဖြေဖြောင်းမရတဲ့အဆွေးလန်းပေါ့ကွာအချစ်သမှုတရားချီနှောင်ထားတဲ့သမှုတရားရဲ့ဒီရင်ခွေမှာမမညူချောချစ်ပြီးပေါ့ကွာနေနေတိုင်းလေသူမျက်နှာမြင်နေတိုင်းပဲစိတ်ကိုရင်မှမမညူချောဆွဲပြီးပေါ့ကွာမမညူချောဆွဲလန်းပြီးပေါ့ကွာမျိုးချိုးတီးရအောင်မို့ဖွင့်ပြောခြင်းလို့ဒီတခြင်းဆိုတာမမညိုချိုးတီးစီပေါ့ကွာဒီတခြင်းတန်ကကိုနှလုံးသားပါမမညိုချိုးကြရတိုင်းဟာဒီဘဝတစ်သက်လုံးအချစ်ဆုံးဖြစ်လို့စီခြင်းတာမမညိုချိုးမခွေနိုင်ဘူးကွာဒီဘဝနဲ့အတူနေစီခြင်းတာဘဝဆလန်းစမှဘဝဆလန်းဆုံးတိုင်းပါညူချိုးဆုံးစီရတာမို့တွေ့တာလုံးမဆုံးနိုင်ဘူးကွာချိုးစကားနဲ့သူ့မူရာလူတိုင်းကြရဆွေးနေပေါ့ကွာကိုလုံးလာတဲ့ပြူကင်ညာခေါဆွေးရောက်တဲ့သူ့ဆိုင်မှာလာရောက်လူတိုင်းယောက်ျားများညူချိုးမမကိုဆွေးနေတာခေါဆွေးစားရှင်လို့စေုပ်ပြဟန်ဆောင်လာချမမကိုမတွေ့ရရင်လေမပြေနိုင်ဘူးလို့စိတ်ကိုရင်မှဖြေဖြောင်းမရတဲ့အဆွဲလန်းပေါ့ကွာအချစ်သမှုတရားချီနှောင်ထားတဲ့သမှုတရားရဲ့ဒီရင်ခွေမှာမမညိုချိုးချစ်ပြီးပေါ့ကွာနေနေတိုင်းလေသူမျက်နှာမြင်နေတိုင်းပဲစိတ်ကိုရင်မှမမယုတ်ချောဆွဲပြီးပေါ့ကွာမမညိုချောဆွဲလန်းပြီးပေါ့ကွာညူချိုးတီးရအောင်မို့ဖွင့်ပြောခြင်းလို့ဒီတခြင်းဆိုတာမမညူချိုးတီးစီပေါ့ကွာဒီတခြင်းတန်ကကိုနှလုံးသားပါမမညူချိုးကြရတိုင်းဟာဒီဘဝတစ်သက်လုံးအချစ်ဆုံးဖြစ်စေခြင်းတာမမညူချိုးမခွေနိုင်ဘူးကွာဒီဘဝနဲ့အတူနေစေခြင်းတာဘဝဆလန်းစမှဘဝဆလန်းဆုံးတိုင်းပါ